ဘဝမှာထီစုအကြီးတာမပေါက်တာကိုစားချင်တဲ့ဟာကြတော့အဲ့လိုမျိုးအလိုလိုရောက်လာတတ်တဲ့ကံရှိတယ်ပေါ့နော်ဒီမှာလဲပင်နဲ့ဒီစားချင်တယ်ဆိုပြီးတော့မင်းညလေတိုက်ပြီးတော့ပင်နဲ့ပင်ကအကိုင်းတဝက်ကြိုးကြတော့ပါပေါ့နော်တွားပြီးတော့တောင်းခူးရင်လည်းသူများကြိုက်လားမသိမကြိုက်လားမသိဆိုပြီးတော့တွေးနေရင်မနဲ့ပဲတော့သူကြလာတာပေါ့နော်မှာစီလေးနဲ့ဓာတ်ကိုစီလေးနဲ့တုပ်ပြီးတော့ခွဲအခုနွားလိုက်တယ်ပေါ့နော်ကဲရွေးသူ့ရဲ့ရိုးတံမရှိဘူးဆိုလို့ရှိရင်ကျမတို့အပေါ်မှာဒုတ်ရှင်လေးနဲ့ထိုးပြီးတော့လက်ကင်အနေနဲ့တုံးပြီးတော့ခွဲလို့ရတယ်ပေါ့နော်ဒါတော့နည်းနည်းရင်းတယ်ပေါ့နော်တချို့ကအရင်မကြိုက်ဘူးဆိုလို့ရှိရင်လည်းဈေးထဲမှာဝယ်တဲ့နုနုလေးတွေပဲဝယ်ပြီးစားကြတာများတယ်ပေါ့နော်ကျမတို့ကဒီလိုမျိုးအနေထားလဲစားတယ်ပေါ့နော်အဲ့ဒါကိုကျမတို့ပြုတ်မယ်ပြုတ်ပြီးတော့ရင်ညစ်ထားမယ်ပေါ့နော်ပြီးတော့မြေပဲဆန်ကိုထောင်းထားပါမယ်မြေပဲဆန်လော်ရင်ပိုကောင်းတယ်ပေါ့နော်ဒါတော့နနန်ပင်နဲ့ချက်သွမိတ်ပါဒါအသက်ပဲပေါ့နော်သူကမွေးလေးဖြစ်အောင်လို့ခင်းကိုပို့ပြီးတော့အရသာရှိစေတာဖြစ်ပါတယ်အဲကျမတို့ထည့်မယ်စားရယ်စက်သားမုံရယ်ကျမတို့စီကျက်ချက်ထားတာလေးရယ်ပြီးတော့မြေပဲဆန်ထောင်းထားတာလေးတွေရယ်ထည့်ပါတယ်ပြီးတော့စီကျက်ပေါ့နော်ချက်သွဖြူစီကျက်ရယ်ငြုပ်တီးစီကျက်ရယ်ထည့်ပါတယ်ဒါကတော့ကိုကြိုက်တဲ့ပုံစံနဲ့တုပ်စားလို့ရတယ်ပေါ့နော်ဒါကကျမတို့ငငယ်ကလေးကတုပ်စားနေကြပုံစံလေးဖြစ်တယ်ပေါ့နော်အရသာကတော့အိမ်ကိုလွမ်းသွားပြီမင်းဆိုရင်တော့နပကံအေးဆေးဝင်တယ်ပေါ့နော်ဒါကြီးကျမတို့ favorite ပဲရန်စားလို့ကောင်းပါတယ်နောက်တစ်မျိုးခါကျတော့ကျမတို့ဟင်းရည်ချက်စားလို့ရပါတယ်ဒီလိုပွက်ဆူတဲ့ထဲမှာမြေပဲဆန်ရယ်စက်သွဖြူရယ်ခန်းချင်ပြီးရယ်ရောထောင်းပြီးထည့်လိုက်မယ်ထည့်ပြီးတော့ပင်းနေဒီကိုထည့်ပင်းနေဒီနူးလာလို့ရှင်စပူရက်ကိုထည့်ရပါပြီ